ငါစကားတွေအများကြီးမပြောချင်ဘူးကွာစကားပြောမဲ့အစားအလုပ်ပဲလုပ်ချင်မင်းလုပ်ခဲ့တဲ့လုပ်ရအတွက်မင်းဘယ်လိုတာဝန်ယူမှာလဲကျွန်တော်မှားပါတယ်ကိုကြီးမင်းရဲ့သခိုးချင်းလုပ်ရအတွက်တာဝန်ယူမှုကဒီစကားတခုပဲနောက်ကိုအဲ့လိုလုံးဝမပြည့်စည်ရပါဘူးဗျာကျွန်တော်ကြိတ်ပြီးပါတယ်နောက်ဆိုတာမင်းအတွက်မရှိတော့ပါဘူးဟိုတလောကရေမဆေးစီကပြန်ယူခဲ့တဲ့ခဲတစ်လုံးနဲ့ထောင်ကြီးပိုင်းဘာမှသိတာတခုပဲရှိသေးတယ်ငါမသိအောင်မင်းဘာတွေလုပ်ထားလဲဆိုတာမင်းအသိဆုံးပါကျွန်တော်ဘာမှမလုပ်ပါဘူးကြီးဟိုအဲ့ဒီခဲလေးတစ်လုံးနဲ့ပတ်စံလေးနဲ့ပဲယူပြီးတော့တုတ်ပြကြပါဗျာဟုတ်လားသိကြပြီလားငါမသိအောင်မင်းဖြောင်းခဲ့တဲ့ခဲတွေအသုံးစရိတ်တွေကိုခေါင်းစဉ်အမျိုးမျိုးပြပြီးမင်းအလွယ်သုံးစားလုပ်ခဲ့တာငါမသိဘူးလို့မင်းကထင်နေတာဟမ်အခုခုနကပြောတဲ့ခဲကိုတွင်းကထွက်တဲ့ခဲကိုကိုပြောင်းဝေရတဲ့ဘဝ3600ရှိတယ်ကွာအဲ့ဒီငွေကငါတစ်ပတ်အတွင်းပြန်လို့ချင်တယ်ကိုကြီးဒီသိန်း6000ဆိုတဲ့ငွေကိုကျွန်တော်တစ်ပတ်အတွင်းဘယ်လိုရှာနေမှလဲကိုကြီးရေမင်းပြောတော့နည်းနည်းလေးဆိုကျွန်တော်စကားပြောမှားတော့ပါတယ်ကိုကြီးကျွန်တော်အမားတွေကိုကျွန်တော်ပြုပြင်ပါမယ်ကျွန်တော်ပြုပြင်ဖို့ခွင့်လေးတော့ပေးပါကိုကြီးနော်ပြုပြင်ကိုမာအခွင့်အရေးဆိုတာကိုယ့်ဘာကိုဖန်ပြီးယူရတာကွာသူများရှိကအခွင့်အရေးလိုချင်ကိုယ့်ဘက်ကထိုက်တအောင်နေရတယ်ကိုကြီးနဲ့ကျွန်တော်လည်းဒီကိုရှိမှာကိုတယောက်ကပြီးတဲ့အခွင့်အရေးကိုဒီတယောက်အနေနဲ့မထိုက်တန်ဘူးလားကိုမတန်ဘူးလုံးဝမတန်မိဘအမွေနှစ်ကိုတော့မှမထိမ့်သိမ့်နိုင်နဲ့မင်းလို့ကောငါညီတယောက်ဆိုတဲ့တန်ရောစင်တွေနေရာပေးခဲ့တယ်ခုငါအကျိုးစီးပွားကိုထိခိုက်လာတယ်ဟုတ်ပါတယ်ကိုကြီးကျွန်တော်နောက်ဆိုလို့ရှိရင်လေကိုကြီးရဲ့လုပ်တွေအားလုံးကိုအလုပ်လို့သဘောထားပြီးတော့ကျွန်တော်ပြန်ပြီးစူးစမ်းပြီးလုပ်ပါမယ်ကိုကြီးပြီးတော့ကိုကြီးစီကအလွယ်သုံးစားလုပ်ခဲ့ပြီးတဲ့ငွေတွေအားလုံးကိုကျွန်တော်ဖြည်းဖြည်းချင်းပြန်ဆက်ပါမယ်ဗျာကျွန်တော်ဒီတစ်ခါတော့ကိုပြပါနော်ထော်တော့ဟဲ့ငါစီမှာလုံးဆက်လုံးမယ်ငါငွေတွေကိုခိုးပြီးငါအကျိုးကိုပြန်ဆက်မယ်အဲ့ဒီမြင်းအစီအစဉ်တွေကိုပေးလိုက်တော့ငါအလောက်ထိတော့မကောင်းနိုင်ဘူးကိုကြီးကျွန်တော်ဘလို့တောင်းမှမှာကိုကျင်းနေမှာလေဗျာကျွန်တော်ဒီချိန်လေးငါကြီးလာပြီကွာမင်းတို့ငါမှပြောစရာစကားတစ်ခွန်းပဲရှိတယ်ကိုလေးငါပါစံတွေကိုတပတ်အတွင်းပြန်မဆက်နိုင်ရင်မင်းထောင်ထဲဝင်လိုက်တော့ကိုကြီးကျွန်တော်ဘလို့မှတောင်းမှလို့မရတော့ဘူးဆိုရင်ကျွန်တော်မျက်နှာကိုကြီးဒီတစ်ခါမြင်ရတာနောက်ဆုံးပဲလို့သတ်မှတ်လိုက်ပါတော့ဗျာဟောမင်းကထောင်ထဲဝင်ရမှာကြောက်ကိုတတ်တယ်တော့အားရှိမှာတော့မလုပ်ပါနဲ့ငါညီပါညီတယောက်လုံးကိုတတ်သိနေတာကိုအကိုလုတ်တဲ့လူကလက်ပိုက်ကြည့်နေတယ်ဆိုလူကြားလို့ပေါ့မင်းကိုပြောစရာစကားကိုအားတော့မယ်sorry ပဲကိုကြီးသူတယောက်လုံးရင်တက်တတ်ဒီတယောက်လုံးမြင်ရတဲ့ဝင်မကဲဘူးဆိုရင်
လူကြမကောင်းလို့လဲမကြည့်တော့ကိုကြီး အတူကြီးမေမရှိတော့ဘူးကွာဘယ်လိုဖြစ်ပြီးဆုံးလာလဲ အဲ့ဒီမနေ့ကလေမနေ့စောကြီးထားပြီးလေ့ကျင့်ထားလို့တယ်ကွာအဲ့ဒါနိုးကပေါက်ပြီးရှိတယ်ပြုတ်ကြပြီအသက်ပါပါသွားတာကတူရဲ့ဟိုလေကိုရကိုကြီး ဘောနဲ့ကို မေ့အောင်ရတော့လေငါအခုပြုတ်ပူပြီးတည်းရတယ်ကွာကိုကြီးလာရတာဗျာထားကြည့်ပါဦးကိုကြီးထားကြည့်ပါဦးဗျာ ဘုံမော်နေလေဖေးပြန်ရှင်းလာမှမဟုတ်တော့ဗျာငိုချင်တဲ့ဆက်မှာ ဒီဘောကွာမင်းရတယ်တော့တာပဲဒီမို့တဲ့ဆိုတော့ငါမငိုပါဘူးကွာဟိုလေဟိုဟာတူယူဟိုမိတ်ဆက်ပေးရမယ်လူတယောက်ရှိတယ်သူကမင်းဖေးရဲ့ပါတနာဦးမျိုးခင်ရဲ့သမီးအီမျိုးခင်တဲ့ဦးမျိုးခင်ကကောင်းမှပြီးဆုံးသွားတယ်ကွာအဲ့တော့ဦးမျိုးခင်ရဲ့ဆန္ဒရမင်းဖေးကသမီးလေးကိုသမီးချင်းဖြစ်ပူဇော်ထားတာပြီးတော့ ကျွန်တော်သိပြီဖေးကျွန်တော်ဘုံလုံးပြောပြ မင်းမသိတာရှိပါသေးတယ်ဟုတ်ဦးမျိုးခင်နဲ့မင်းဖေးနဲ့ကလေဟိုမင်းတို့နဲ့အရွယ်ရောက်လာရင်လည်းလက်ထပ်ပို့ဆိုပြီးတော့အဲ့ဒါလေးစစ်စစ်ထားတယ် ကျွန်တော်အဲ့ကိစ္စကိုစိတ်ဝင်စား
ဘာဖြစ်လို့လဲ ဖေနဲ့ဦးမျိုးခင်ကစီးပွားရေးသမားဖြစ်ပြီးစီးပွားရေးပုံစံနဲ့တွက်ပြီးတော့စီစဉ်တဲ့ theory အဟောင်းယူကျွန်တော်လက်မခံဘူး ကျမလည်းလက်မခံပါဘူးတည်ရက်ထိလက်တွဲဝါမလက်တွဲဖို့ရှင်းခေါင်းသားမပါဘဲနဲ့ရွေးချယ်တတ်တဲ့မိန်းမမျိုးပေါ့ ကျွန်တော်ကလည်းအခုမှစတွေ့တဲ့မိန်းမတစ်ယောက်ကိုဘက်ပါလောင်စီယုံသိမ့်သွင်းနေမယ်ခဏညံ့ရောက်ကြရအောင် မေလေးစိတ်မရှိနဲ့တော့ဟိုဦးလေးတူကလေစိတ်ရင်းရတကယ်ကောင်းတာမစကြည့်တော့လို့ဘွေးမွေးကြီးပြောတတ်တယ်စိတ်မဆိုးမဲ့တပည့်ရဲ့ဟိုသူ့ကိုယ်စားဦးလေးတောင်းမှပါတယ်နော်
ငါတို့ဥကပြောလို့လိုက်ရှာနေတာဒီရောက်နေတာဦးလေးကမင်းခန်းလေးကိုသွားကြည့်နေတာဗျာအေးကွာဦးကိုလေလေအကောင်ကြီးစုံပြီးခဲ့ကဒီခန်းလေးကိုလုံးဝမလာပြပါဘူးဖေးတို့မဆုံးခင်ကလေးကဆက်လက်တော့ခွင့်ဒီလိုပြောပဲဟိုဒီလိုငါတို့ပြဟိုအကိုကြီးစုံပြီးနောက်တည့်ရမှာလေအကိုကြီးကိုလုံးလုံးဆိုပြီးတော့ဒီခန်းတော့တစ်ခေါက်တော့ရောက်ပြီပါသေးတယ်ကွာဟိုအမတ်တမနဲ့မိကြံကြတာနေမှာဒီဘာလို့ပြောကြလဲကျွန်တော်နိုင်ငံသားမသွားခင်ဖေဖေနဲ့ခီးထွက်ခဲ့တယ်တော့ ။အိုးဓာကြီးလေ။ဘာကြီးမို့လို့လဲကွာ မေးလိုက်ခမော ။အမေလေ။အော်ဟုတ်သားပဲ။မင်းတို့သားပေါင်းတွေကအမေလေးဝါဒနာအိုးလေ။ဦးလေးအဲ့ဒါမေးနေတယ်။ကြည့်ပေး။ငါတို့ကလိုက်ဖို့ပေးမယ် ဟုတ်ကြရပေါ့ကျွန်တော်ခန်းတော့ကောင်းတယ် ။ဟမ်။အခုကလည်းချင်းတို့လား ကိုချက်ချင်တော့မထွက်ပါဘူးကိုကျွန်တော်ဖေဖေနဲ့ငယ်ငယ်နေခဲ့ပြီးချင်မှာတော်နေမှာ ။ဘာဖြစ်လဲငါတို့လေဒီအမလေးလည်းဖြစ်နေတဲ့ဥစ္စာ။ ဒီမှာကျွန်တော်နေဖေဖေကိုပြီးတည်ရတယ်ပြီးတော့ကျွန်တော်ကြောင့်ဖေဖေရဲ့မွေးစားသမီးလေးနေရာတဲ့အချင်းချက်ပါတယ်ဟိုမှာဆိုတော့စိတ်ပြေလက်ပြောင်းနေဖေဖေတို့ရတယ်တော်တော်ရော ဟုတ်ပါလေငါတို့တော့ပါဟိုဒါနဲ့မင်းအဲ့ဒီခီးကဘယ်တော့ထွက်မှာလဲ စီစဉ်စရာရှိရည်စီစဉ်အောင်မှာဆိုတော့လင်ကဆယ်ရလောက်တော့ကြောက်မှာပါ ကောင်းပါကွာငါတို့ကျမကြီးတို့ပြစဲနော်လောကကြီးထဲမှာပြည်ကြီးမှာသွေးသားရင်ဆိုလို့ငါတို့ဒီနေ့ဝရှိလို့လားဆိုတော့တီးပြီးတယ်မင်းပြန်ရောက်လာတယ်ငါပိုင်ကပ်ပြီဒါပေမဲ့ငါကောက်ချက်စမှာရောက်ချင်းအရက်ကောက်ကိုချင်းတွေ့မထားဘူးအဲကြောင့်ငါအလွယ်ကူဘိတ်ကင်မပေါ်လာခဲ့တယ်ငယ်ငယ်အကျင့်တော့ပြောက်သေးပဲနော်အဘူကြီးပြောမယ်စုံတော့ပြောတယ်ယူတယ်စောကြီးကဘယ်ကနေမှပါတယ်လို့ပြောလိုက်ပြီးနေတယ်တော့ မင်းကလေအရင်တော့လိုပဲငါ့ကိုနှိပ်ခုတ်ဖို့ပဲငါလေမင်းငါ့ကိုတွေ့နှိပ်ခုတ်နေကောက်ချက်ချတာပြီးသားစုံတော့ယူပြီးတော့ကောက်ချက်တွေပါဖယ်လိုက်တော့နော်ဘလို့လဲမင်းခွတ်ဆွဲ ဟာမင်းကငါခွတ်ဆွဲပြီးပါတောင်းစားမှာဘယ်မှာတောင်းစားမှာပြောသမ်းမ မဟုတ်ဘူးလေတော့ဟိုဒီခွက်ကိုဆွဲလို့ပြောတာပေါ့ ရက်တောက်ဖို့ခွက် အေးမင်းပြောရတယ်ငါတိုင်မကောင်းဘူးထက်အဲ့ဒါပြောဟုတ်တယ်ငါမတော့ကြအောင်ဆိုလို့ရင်ဘဲခင်ထိုင်မပြန်တော့ မင်းကတောက်ဖို့တော့ငှဲ့နေပြီလေကွာမင်းကလေမင်းနဲ့တောက်ချင်လို့တက်တက်လာတဲ့ဟာကိုမင်းက ချီရကွာတော့ မင်းဖေအခုလိုရုပ်တရက်ကြီးဖြစ်သွားတာငါတကယ်စိတ်မကောင်းကမျိုးပါ ဖယ်တဲ့နိုင်မလဲကွာငါတို့လူတွေဆိုတာမွေးလာတယ်တေဖို့မွေးလာတယ်ကွာတတ်တမ်းမစေပဲဖေးတေသွားတော့လေကံကောင်းတယ်လို့ပဲပြောကံပေါ့ ကဲဆိုတာအလုံးကွာအေးအခုမင်းဖေတည်သွားတာမင်းပြောတဲ့ကံဆိုတဲ့အရာယူထည့်ပြီးကောက်ချက်ချစဉ်းစားမယ်ဆိုလို့ရှိရင်တော့တစုံတယောက်ကလှုပ်ချင်တက်ဖြတ်သွားတာဖြစ်နိုင်တယ် ဆောက်တော့မင်းအဲ့လိုပောက်ကြရတွေတွေးပြီးစုံတော့ယူလို့ငါတို့ကငငယ်တော့ဆောက်တော့ဆိုပြီးမင်းကနောက်ခဲ့တာအဲ့တော့ဒီရွယ်ဒီမနာကောင်းမှမသိသေးဘူးလားဟမ် နားတယ်ကွာနားတယ်ဟေ့ငါဖြစ်ချင်တာစုံတော့အခုငါလုပ်နေရတာငါမေစိတ်ချမ်းသာအောင်ဆိုအင်ဂျင်နီယာလုပ်နေရတယ် ဆောက်တော့မင်းအခုမှတငုံဝဲငုံရသေးတယ်နော် ဟာဟေ့မိုးပြီးပြောတာအရသာရှိတယ်
အဲ့ဆိုလေထန်းကုန်လေအားဘာကုန် ဟဲ့ဟုတ်မင်းဘာပြောတာမင်းဖောက်လာပြီနော်ဖောက်လာပြီနော်မင်း ဟဲ့ဖောက်နေတာမင်းငါပြောပါမယ်မင်းကောက်ချက်ဆိုပြီးတော့အကြောင်းပြတယ်အေးကောက်ချက်ဆိုတဲ့အခုမင်းပြောနေတဲ့အကြောင်းပြရေကောင်းလားသူတစ်ပေါက်ကိုအိဆာမျက်စိရစိမ့်နဲ့တန်ရရဘွားနေလို့လေ ဒီမဲ့ရငါဘသူ့ပေါ်မှာအိဆာမင်းစင်နေကြည့်ရမှာအခုမင်းပြီးတည်သွားတဲ့ကိစ္စမှာတွေ့ရသားလို့အဲ့ဒါမင်းဦးလေးလက်ချက်ပဲဖြစ်မင်းဦးလေးဦးကိုဦးလေးလက်ချက်ပဲဖြစ် ဟောဆိုတော့ရောမင်းကခုနပြောတဲ့အိဆာမျက်စိရစိုးပြီးတော့အခုကပေါင်ကျော်တဲ့စီကြောင်း ဘောင်းကျိုးမင်းကပြောရမယ်နော်မင်းဦးလေးမှာအကျွေးတွေဓာတ်ကြီးငါသိအဲ့ဒီအကျွေးတွေဆက်ဖို့ပြောလုံးကြဘောပေါက် ဟဲ့ဒီယူစီနဲ့ရှော့ပြောမှာငါပြောပြမယ်ငါဦးလေးဟာမိမရှုပ်တယ်ကောထားလိုက်တော့အဲ့လိုပြောပါမှတ်တယ်ဒီလိုလောင်းစားလုပ်တယ်အဲ့ဒါပဲရှိရတယ်ဟိုတခြားမကောင်းတာဘာလို့ဆက်ငါပြောအဲ့လိုမျိုးလုပ်တယ်ဘာမှမရှိဘူး အဲ့ဒါမင်းကအဲ့လိုလုပ်နေပတ်စံလို့တောက် တော်ငါပြောပြမယ်ငါပေငါဒီဆိုတော့ဒုတိယပဲရှိတယ်သူ့ကိုစီကဘလို့လက်ပြန်တော့ရနေတာပဲဘာမှသတ်ဖို့မလိုတာ အဲ့ဒါမင်းအကွက်မသိလို့ဇရက်ကိုကြိုးတယ်အချက်မသိလို့တမတ်ကိုတခိုးတယ်ကောက်ချက်မသိလို့စုံတော့ယူလို့တယ်ဟုတ် ဟဲ့ဒီယူနေတာမှာပပစက်ကိုယူနေတယ်မယူနော်တော့မရအောင်ယူနေစောက်ယူတော်တောက်ရင်တော့ပြောမနေတော့ ဟဲ့အယူစကားခလေးစကားတပင်းနေစကားတို့ထွက်အောင်မှန်တယ်ဆိုမင်းတို့ Morning me. Okay. And you do sa. Kopita. သူကိုတမီးတိုင်းမင်းစရာလေးရှိ တိုင်မင်ကြရှိတယ်။သမီးကဘာတိုင်မင်နေတာလဲ။အိုးပုံဝင်လဲတိုင်မင်တော့။ပုံဝင်လဲတိုင်မင်လို့ရတယ်ပြော ဖေဖေနဲ့ဦးကိုကြီးနဲ့ကတငယ်ချင်းနေဆိုပေမဲ့တကယ်ညီကိုရင်းနေလို့မျိုးစီးပွားရေးအတွက်လုပ်ခဲ့တယ်ဖေဖေဆုံးပါသွားပြီးတော့လဲဦးကိုကြီးကတမီးကိုတမီးရင်းလေးတယောက်လို့ဆောက်ရှောက်ခဲ့တယ်အခုဦးကိုကြီးမရှိတော့ဘူးဆိုတော့ ။ဟုတ်ဒါများသမီးရဲ့အကိုကြီးမရှိပေမဲ့လည်းကိုကသမီးကိုသမီးလေးချင်းလို့စောင့်ရှောက်နေပါတယ်သမီးလေးမျိုးလေးစောင့်ရှောက်မှာပေါ့ ဒါပေမဲ့ကိုမျိုးမမသမီးပေါ်ထားတဲ့သဘောထား ။ဩအဲ့ဒါလည်းသူစိတ်ထိခိုက်နေတော့အခိုက်အတန့်မလို့မျိုးဆိုမတတ်တာ။နားလည်းမလွယ်တော့တာဖြစ်မှာပါသမီးရဲ့ မဟုတ်ဘူးကိုအလုံးလေးနဲ့ပဲဖြစ်ဖြစ်သူနဲ့သမီးကလုံးဝဆင်ပြေမှာမဟုတ်ဘူး ဒီကလေးနဲ့တော့ခက်ပြီ။ခေပြောကိုကဘာလို့ပြရမလဲ ဦးကိုလုပ်ပေးရမှာ ငွေခွဲချင်တယ်ဆို အမွေခွဲတာမဟုတ်စီးပွားခွဲတာရှင်းကျမဖေကအကျိုးတူစီးပွားရေးလုပ်ငန်းတွေလုပ်ခဲ့ကြတယ်ဆိုပေမဲ့ကျမတို့လေရှင်းနဲ့လုပ်လို့လုပ်ကိုစိတ်ကူးဖို့မရှိဘူး ဘေတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းမင်းရောငါအသေးချာဘာမှသိရမှာဘယ်လုပ်ငန်းကြောင့်နားလေတယ်ဘုရားပဲအစင်ပြောင်းလုပ်ပေးလိုက် အစင်ပြောင်လုပ်လို့ရတယ်လို့လုပ်လို့မရတယ်လေရှိနေတယ်ငါတို့ရဲ့သမီးဖေနဲ့မင်းဖေနဲ့ကမင်းတို့နှစ်ယောက်လက်ထပ်ပြီးလို့ရှိရင်တဲ့လုပ်ငန်းတစ်ခုအသစ်ထူထောင်နိုင်အောင်ဆိုပြီးတော့ Switzerland Bank ထဲမှာအကောင့်တစ်ခုဖွင့်ပြီးတော့ပတ်စံနေစုထားပေးခဲ့တယ်အဲ့ထဲမှာတယောက်ကို9 သန်းစီနဲ့စုစုပေါင်းငွေဒေါ်လာ10 သန်းတော့ အဲ့လေဟိုကျတော့စခွဲပြီးပြီးနေတယ် မင်းလည်းလွယ်လိုက်တာကွာအဲ့လိုမလွယ်လို့ခက်နေတာပေါ့အဲ့ဒီအကောင့်တွေပတ်စံကိုထုတ်ဖို့က password ဆိုတာလုပ်သေးတယ် password မသိဘဲနဲ့ဘယ်တော့မှထုတ်လို့မရဘူး အဲ့ password ကိုသမီးတည် ဟမ်သမီးမျိုးကအဲ့ဒီ password ကိုသိတယ်ဟလား ဟုတ်တယ် password အားလုံး8လုံးရှိတယ်ဒါပေမဲ့ဖေဖေ password 8လုံးနဲ့ကနောက်ဆုံး4လုံးပဲသမီးကတည်လား နောက်ဆုံးလေးလို့သမီးကသိတယ်အဲ့ဒါရှိရလေးလို့ကိုရှိရလေးလို့ဟာတို့ ဖေချာဘာပြောလဲကျွန်တော်မသိဘူးဟုတ်တယ် ကိုဘယ်လိုပြီးပါလဲငါတို့လေ
အေးကွာကိုကြီးရတယ်သူ့ဘောမှာဘသူမှယုံကြည်မရှိတာတော့ခက်တာပဲဒါနဲ့သမီးတည်တဲ့ password လေးလုံးမှာပါလေ သူ့ဘက်ကဘာမှမသိကြဘဲနဲ့တမီးမပြောတာအကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်အခုလောလောဆယ်တော့တမီးရင်ထဲမှာတင်ထားတာအလုံးစုံဆုံးဖြစ်လိမ့်မယ် လုံုံနေဆိုလို့ရှိရင်လည်းမင်းလုံုံတဲ့နေရာမှာပဲဆက်သိတယ်ဟုတ်ကောတည်တဲ့စီးပွားရေးလုပ်ငန်းတွေကိုအများဆုံးခွဲဖို့စီစဉ်ပေးတယ် ကုမ္ပဏီ GMP တင်ပြသွားတဲ့စီးစရာတွေရဆိုလို့ရှိရင်ဥပဒေကြီးနဲ့ဦးမျိုးခင်တို့စီးပွားရေးလုပ်ငန်းတွေမှာ90ရာခိုင်နှုန်းကျိုးတူပူအောင်ဆောင်ရွက်ခဲ့တယ်အားလုံးသိပြီအဲတော့ကိုပြမောင်နဲ့မအီမျိုးခင်တို့ကိုပိုင်ဆိုင်မှုအားလုံးနဲ့တဝက်စီခွဲဝေပေးရမှာဖြစ်ပါတယ် ဟုတ်သူစီးပြအောင်သာစီစဉ်ပေးလိုက်ပါကျွန်တော်ဘက်ကဘာမှပြဿနာမရှိဘူး ကျမဘက်ကဘာပြောမှရှိနေလဲရှင်ပြောတဲ့ပုံစံ ကဲတော်ကြပါသားတို့သမီးတို့ရဲ့ဟိုလူကြီးတွေရှိမှအားနာစရာကြီးရှေ့ကလုတ်ခဲ့တဲ့လုပ်ငန်းအကြီးကိုဥမာရပ်ပြလိုက်ရမယ်ဆိုတော့နှစ်မျိုးစီရကြီးဟိုသားတို့သမီးတို့နားမလည်ဘူးဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းကိုဦးလေးဆက်လုပ်မယ်ဦးလေးတောင်းတာနော်ဘယ်နဲ့လဲ ကျေးဇူးအခုရှိတဲ့စီးပွားရေးတွေကိုဘောကြောက်တွင်းတွေအကုန်လုံးလက်ရှိပေါက်စင်းနဲ့ရောင်းလိုက်ကြတာပြီးလို့ရှိရင်သူတို့ကကျွန်တော်တို့ကခွဲလိုက်နောက်ဆိုပြီးပြီလေဒီကိုလည်းအလုံးမရှုပ်တော့ ဟုတ်တယ်ဟုတ်တမီးလည်းပြပြအမွေတွေရပြီပါလို့ရှင်လူသိလူထိုက်တာကိုလူပြီးအေးစစ်စစ်ပဲနေချင်တယ် မင်းရဲ့ကိစ္စသဘောတူတယ်ဆိုလို့ရှိရင်ဆွေးပတ်မှရှိရကောင်းလူတွေနဲ့ဦးမျိုးခင်ကိုစားငါတို့ကစက္ကန့်တည်းသူဖြစ်တယ်ဆိုတော့ robot တင်ပေါ်မှာစဉ်းစားမယ်အဲ့ဒါသဘောတူလား ရတယ်လေရစင်ရထိုက်တာရမယ်ဆိုပြီးရမယ် ကဲအဲ့ဒါဆိုရင် robot ဒီမိုကိစ္စကိုဥက္ကိုကြီးရဲ့အတွင်းမှုဖြစ်တဲ့မက္ကိရိယာကိုတာဝန်ယူပေးပါ ဟုတ်ကဲ့ပါကျမလိုအပ်တဲ့စာရွက်စာတမ်းနဲ့အားလုံးစီစဉ်ပြီးပြီဆိုတာနဲ့ကုမ္ပဏီရဲ့အကြံပေးရှင်းနေခုမျက်စုစီပို့လိုက်ပါမယ်ဥပဒေတိုင်းဖြစ်အောင်တော့ဆောင်ရွက်ပေးပါ ကောင်းပါပြီ ကျွန်တော်ဘက်ကလည်းကုမ္ပဏီရဲ့ငွေကြေးစင်းစရာတွေကိုပို့ပြီးတော့တိကျပြည့်စုံအောင်လုပ်ပို့ပေးပါမယ် ကဲဒါဆိုရင်ကိစ္စအလုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့လည်းပြန်မပြောဘူးကောင်းပါပြီ ဒါဆိုရင်မင်းနဲ့ကအမေဖြစ်ဖို့စီစဉ်လိုက်ကြတာနောက်ဆိုပါပြီ ပြီးပါဒီပိုင်ဆိုင်မှုတွေခွဲတဲ့ကိစ္စမပြင်းမရှင်းတော့ရှန်ကုန်မှာရှိနေရမှာ ခုတော့ကောင်းတယ်ကွာငါလည်းဒီရဲ့ဘိုင်းတွင်းမှာတိုက်နှလုံးကိုပြီးရမှာဆိုတော့အလုပ်တွေကများနေတာဘူးတွန်းလို့မရတာခင်းပြီးတော့ပဲအဆင်ပြေပါ ရငါရောက်ရတဲ့အမွေတွေရပြီးပါလို့ရှိရင်မင်းနဲ့တူဆောက်လို့တွေ့တာကောင်းတယ် ဟမ်ဘာစီကူပေါ့ ဒီလေကွာနိုင်ငံခြားကနေကိုစီကိုတင်သွင်းလို့လည်းအဆင်မပြေဘူးကိုစီကနေနိုင်ငံခြားကိုတင်ဖို့လို့လည်းမရအောင်အဲ့ဒါအခုငါတို့နေတဲ့မြေရဲ့အဆောက်အဦရဲ့ပဲလေကွာပြီးတော့မြေရဲ့ပိုင်ဆိုင်မှုကခိုင်ပါတယ်ဟိုရော့သွားတယ်ဆိုတာလည်းမရှိဘူးကွာဟိုတနေ့တခြားပိုပြီးတန်ဖို့တိုးလာတာပဲရှိတာဥပမာကွာတခြားစီးပွားရေးလုပ်တဲ့ရွှေသမားတွေပါဆိုလို့ရှိရင်သူတို့ပိုင်ဆိုင်တဲ့ area တွေချဲ့ပြီးတော့လည်းတူးလို့ရတယ်ဒီမြေကကျတော့ဥပမာငါတို့40ပိုင်နေဆိုလို့ရှိရင်အဲ့40တဲ့ပို့ပြီးတော့ဟို60 80လိုချင်လို့လည်းမရအောင်အဲ့40ကအဲ့40ပဲခိုင်ပါတယ်ကွာပိုင်ဆိုင်မှုကလည်းမြေအဲ့ကြောင့်မြေကိုငါကြိုက်တယ်ပြီးတော့ငါတို့တွေကတစ်ချိန်ကျရင်မြေမုံလေးတွေဖြစ်သွားမယ်လူတွေလေကွာ ဟာကောင်းလာပြီလားမင်းတော်လေးငါနဲ့ပြန်ပေါင်းပြီတော့တော်တော်တွတ်တက်လာပြီတော်တော်တွတ်တက်လာပြီ ဒီပါကွာမင်းစိတ်ချမ်းသာတဲ့ခါကျတော့ငါတို့ကဘာကြီးအေးချမ်းတာပေါ့ မမျိုးမင်းကလေ ငါ့ကိုဖဲ့ဖို့များဝေဖွာလာတာငါလေလေးဘယ်တော့မှပြစ်တာမပြတ်တကယ်ချင်းကောင်းပါဘူးတော့မှလေမင်းဖေမပြောခဲ့တဲ့ password ကိုငါကောက်ချက်ချစဉ်းစားပေးနေဝယ်ပါ တော့ကွာမင်းစုပ်ပြတ်တဲ့နေအုံနောက်နဲ့စဉ်းစားပြီးတော့ဖြေထွက်လာလို့ရှိရင်ဒီဆွဲကွယ်နေကဘာမှကြော်ကြားပြီးတော့လူချင်းများတဲ့အကြောင်းမရှိဘူး ငါမသိလို့ပါကွာဟိုအဲ့လိုအကောက်တွေပါမထုံးနေရ တို့တော့ရတာပေါ့ကွာလူကိုယ်တိုင်သွားသိရင်လည်းသွားမယ်ဟောသူတို့မေးရဲ့အချက်လက်တွေဖြည့်သိရင်လည်းဖြည့်ရမယ်ဒီတာတွေကစတေးချာငါတို့ကလုပ်ပြရမှာလေကွာအဲ့တော့မင်းအတော့မကြတဲ့အုံနောက်နဲ့ငါ့ကိုတိုင်ပတ်အောင်မလုပ်ပါနဲ့ တိုင်ပတ်ပြီဒီကမှတကယ်ကိုတိုင်ပတ် အခုကုမ္ပဏီရောကြောက်ကျိုးကရောင်းပြတော့မယ်ဆိုတော့တိုင်ပတ်ရုံနဲ့တကားတော့အဲ့တို့လည်းဘောကရောက် ရက်ခိုင်ရတယ်ကွာ
အာစီကိုစိတ်ဆင်းအောင်မပြောသမ်းပါနဲ့တက်ကျိုးဝင်လက်ထိုးပြီးလောင်းမယ်ကွာမင်းနဲ့ငါနဲ့အာစီရဲ့လက်နှစ်ဖက်ပဲတော်စမ်းပါကွာကိုလေးဆိုတဲ့ကောင်မင်းတို့နဲ့ကိုပြန်ပြီးအားကိုးနေအောင်ပါလားငါရဲ့ငွေမျိုးကြီးကဘုံတရားလေးကိုရှောင်းနေပြီလိုက်မယ်ဆိုလည်းဘလို့မှလည်းလို့မပြီးတော့ကိုချီမှာကိစ္စတည်တည်မော်လေးကိုစဉ်းစားနေ အစီတို့နှစ်ယောက်ကကုမ္ပဏီနဲ့ကြောက်တွဲကိုဘာဖြစ်လို့တယောက်ကို90တိရတာလဲ ဟာတာသမီးအရင်နေမလို့တယောက်တယောက်စီရတာဘယ်တော့မှမသိဘူးလားငါတုံးရဲ့ ဒါဆိုအစီဘက်ကရော ရက်ခါမင်းကတော့အာစီရဲ့လက်သေးကိုတောင်းစားနေပြီအာစီကိုဘာမှမတော့စမ်းဘူးကွာ အဲ့ကဒီစကလာလေးပြီလားချက်ကပြောတာပါလေဒီကောင်ပြောတာငါသဘောပေါက်သွားတယ်တာသမီးအရင်နေတာမှဒီလိုခွင့်ရမျိုးကစားပိုင်လို့ရှိတယ်ဒီရင်ပြတဲ့ကောင်ကစားပိုင်လို့ရှိတယ်ဟင်ဟာအဲ့တော့တာသမီးအရင်တဲ့ကိုဖယ်ထုတ်လိုက်ရင်ငါဟာ သိပါဦးခဲ့သေးရဲ့ဒါလည်းဒီတိုက်ပေါ်ဆင်းတော့ဘုဘကားလန်တိုက်မှာသူ့ကိုတွေ့ရတယ် ။ဟောင်းတိုက်ခန်းနာမှာဟုတ်လား ဟုတ်တယ်ဆောင်းလာစားတိုက်ပေါ်မှာသူ့ပုံစံလေးဒါတယောက်ယောက်ကိုရှာနေရပေါ့ငါ့ကိုလည်းတွေ့တယ်ပြောလေရှစ်ခါချုံမြင့်သားရနေပြီးတော့နှစ်ချင်းညစ်ပြီးလုံးချခန်းထားတဲ့တ िश လိုမျိုးရှစ်ပွားနေရပဲ ။ဟမ်နင်ကလည်းပြောတတ်လိုက်တာဟဲ့ ငါပြောရတာမဟုတ်ဘူးသူ့ပုံစံကပြောချင်စရာဘူးဖြစ်နေတာငါ့ကိုဒီလိုမျိုးလို့ချက်ချင်းမှထားတော့မယ်တကယ်ပဲ ။ညို့ဘာဖြစ်တာလဲညို့နင်မတိုင်းမြူမလား တိုင်းပြီတိုင်းပြီလိုက်တယ် အခုဘယ်နားမှာလဲညို့ နောက်အိမ်သားရောက်တော့ အေးဒါဆိုငါဖုန်းချလိုက်တော့မယ်နော်ဒီတကယ်လို့အိမ်မရောက်လို့ရှင်တော့ငါစီဖုန်းပြန်ဆက်တော့ညို့
နောက်မှလေဘယ်ကကောင်းမှမသိပါဘူးလမ်းပိတ်ပြီးရန်ဖြစ်နေတာကားရဲ့လမ်းဆေးလျှောက်လာတယ် 哦，ဘာမှမဖြစ်ဘူးနော် တမီးကဘာဖြစ်ရမှာလဲကိုစကားရပြီးလူလည်းမသိဘူး ဟောမဟုတ်ပါဘူးဟိုဥက္ကဝါလေသမီးကိုအရင်စိုးရင်လို့အဲ့လိုမေးလိုက်တာပါသမီးရေဟိုသမီးမစားသေးဘူးလားဥက္ကဝါလည်းသမီးနဲ့သမင်းတူစားဖို့စောင့်နေတာကဲလားမသက်စား ခဏလေးတမီးအင်ကြီးဝစားလိုက်မှလည်းဆက်လာခဲ့မယ် ဟာလေ နော်အော်ကိုဘာလို့လဲ သမီးမဆိုင်ပါလေဟိုဘွားလေးအဲ့ဒါနဲ့စစ်စရာလေအဲ့ဒါဥက္ကဝါအတရလို့ကြိုက်ကြည့်စီလို့ဟင် ဘာသူဆိုင်ကမောမရှိပါဘူး အေးအဲ့ဒါလား တော့ဘာလဲလဲမသိ အဖေကိုကို ဘာဘာလဲမသိတမီးချီလို့ပါတမီးတေချာစီးဝါချီရတယ်အော်ကိုဘာလဲတမီးကအိမ်မှာထားတယ်ကျောင်းမှာရှိတယ် ကြောက်နေတော့ ဒါတိုက်ဆိုင်တာလုံးဝဖြစ်နေတာမျိုး ဒါတိုက်ဆိုင်တော့မဟုတ်ဘူးဆိုရင်ဒီမြမျိုးအိမ်မှာပဲလို့လာဆိုင်နေရတယ် ဒီမြကလူရိုင်းနဲ့အမဲလိုက်တဲ့အခါမှာမှုတ်ပြောင်းတဲ့သုံးတဲ့မြမျိုးအစိတ်လည်းတုတ်ထားနိုင်တယ် ဖြစ်နေတယ်လမ်းပိတ်ပြီးရန်ဖြစ်နေတဲ့လူတွေနောက်ကနေပိတ်ရထားတဲ့ကောင်ဒါဆိုဒီမြကိုအဲ့ကားတွေကနေထုတ်လိုက်တာပဲဖြစ်ရမယ် ဒါဆိုဒီအဖြစ်အပျက်တွေကမျိုးရဲ့အသက်ကိုလှုပ်ကြံဖို့အတွက်တိတိကျကျကိုစီစဉ်ဖန်တီးထားတာ ဖြစ်နိုင်မှာမဆိုတော့ ဖြစ်နေတာပေါ့ကွာငါစောက်လို့ယူတာကြာစိုက်ထဲမှာမရလို့ဖြစ်လို့ခါမှမယူ ဒါဆိုဒီလူတွေကမင်းကိုလှုပ်ချင်တာလားငါ့ကိုလှုပ်ချင်တာအော်လှုပ်ချင်ဖြစ်တယ်ငါကောက်ချက်အရာပြောရမယ်ဆိုလို့ရှိရင် အမွေတွေအတွက်ပဲပေါ့ အမွေတွေအတွက်မျိုးတွေဝါရင်ရောမျိုးရဲ့အမွေတွေတော့ရမှာမဟုတ်ဘူး သူတို့ကတော့မရပါမယ်သူတို့မနောက်ကွယ်နေကြိုးခံနေသူတွေရမှာပေါ့မျိုးပဲစဉ်းစားကြည့်လေအမွေဆက်ခံခွင့်ရှိရသူနှစ်ယောက်တည်းမှာတယောက်ကတည်သွားခဲ့ကျန်တဲ့တယောက်ကအမွေတွေအကုန်လုံးရမှာလေ ဒါဆိုမျိုးကိုလှုပ်ချင်နေသူဟာ မင်းပြီးဝေးသားသမီးအေးမျိုးခင်ဘယ်သူဖြစ်နိုင်မှာလဲဒါဆိုငါ့ကိုလှုပ်ချင်တဲ့တည်းကောင်မင်းအေးမျိုးခင်တော့ဆိုလို့ချင်တာလား ဆိုလိုချင်တာမဟုတ်ဘူးငါရဲ့ခိုင်မာတဲ့ကောက်ချက်အရာအတိအကျဆွတ်ဆွဲတာရမင်းမစဉ်းစားကြည့်ငါတို့လုံးကြံခံရတဲ့နေရာအဲ့ဒီနေရာမှာသူရှိတယ်ဒါတိုက်ဆိုင်မှုတသက်မဟုတ်ဘူးနောက်ပြီးတော့သူမင်းကိုကြည်သွားတဲ့အပြုံးမေ့ပြုံးအဲ့ဒီမေ့ပြုံးကဒီအခုသိမသိတနေ့နေ့ငါလက်ချက်နဲ့သိရမယ်ဆိုအပြုံးအတိတ်ပဲတက်ရောက် မင်းမပြောအဲ့တော့ဒီတီချာပြောနိုင်တာ ငါသူ့ရဲ့စိတ်ချောင်းကြည့်ခွင့်ရလိုက်တယ် ဆောက်တော့မင်းသူ့စိတ်ကိုမင်းဘယ်ဘောကနေကြောင်းနေရော မျက်လုံးဆိုတာလူတစ်ယောက်ရဲ့စိတ်ကိုမြင်နိုင်တဲ့တစ်ခါပါပဲသူမျိုးကိုကြည့်ရအကြည့်ကိုကေတီမကြိုက်ဘူးပြီးတော့မျိုးပဲပြောတယ်မလားသူအကြည့်တွေက ဟုတ်တယ်သူမျိုးကိုကြည့်ရဲ့မျက်လုံးတွေကအစိမ့်လိုက်ဝါစားတော့မလို့ပဲပြီးတော့မျိုးတက်ချင်နေတဲ့မျက်လုံးတွေ ဟုတ်ရဲ့လားသမီးရေဒီကောင်ကသမီးကိုဘာလို့တက်ဖို့ကြိုးစားရတာလဲဘို့ဖြစ်နားရှိလို့သာကြားရတယ်ရှုံးတော့မယုံသမီးရေ ဘာလဲဥက္ကကသမီးလက်စုပ်လက်ကင်မပြနိုင်ဘူးဆိုပြီးမယုံတာအေးပါလေဥက္ကကတူကြီးအရင်တွေကိုအဲ့လိုမှဒီသမီးဥက္ကကိုမတိုင်မိပါဘူးရဲစကားကိုသွားတိုင်တယ် သမီးရေသမီးကိုဥက္ကွာရှုံးပါလေဟိုဥက္ကိုဆိုလာလေဒီကောင်ဥက္ကိုရဲ့တူရင်ဖြစ်နေပြီးတော့ဒီလိုရိုင်းဆိုင်ရုပ်မာတဲ့စိတ်တိုင်းမျိုးရှိနေတာကိုမယုံနိုင်ဘူးဆိုတာပြောတာ မယုံလို့မရဘူးကိုသမီးကတက်တေအတီးကြမပြနိုင်ဘူးပဲသူလှုပ်တယ်ဆိုတော့သမီးစိတ်ထဲမှာခံစားလို့ရတယ်သမီးရင်ထဲကအသေးချာကိုသိနေရ သမီးမျိုးပြောတာဥက္ကိုရှုံးပါလေ
ယုံပါလေဒါပေမဲ့ဥကိုယုံတယ်လို့ရဲတွေကလည်းယုံမှသူ့ကိုဖမ်းလို့ရမှာလေ အဲ့ဆိုသမီးကဒီတိုင်းငြိမ်နေရမှာလား နေနေကြတော့မလိုပါဘူးသမီးရဲ့ဟိုဥကိုဆိုလိုတာလေဟိုတေးကြခိုင်မာတဲ့လက်စုပ်လက်ကိမပြနိုင်သေးတဲ့ရွေးမဆွဆွဲခြင်းတယ်ဘလို့ဥကပြောတာသမီးဘာမှမพูดသမီးဘက်မှာဥကိုတယောက်လုံးရှိတယ်နော်ဒီကောင်ရက်စက်ရုံမာတာကိုလက်စုပ်လက်ကိပြနိုင်တဲ့နေ့မှာဥကိုကိုလည်းဂုံဆိုပြီးဒီကောင်ထောင်နေပို့ပါဘာမှမဟုတ်နဲ့ဒါပေမဲ့လောလောဆယ်တော့ဟိုသမီးသူ့ရဲ့စိတ်ဓာတ်နဲ့သူ့အကြောင်းရင်းမိတယ်ဆိုတာသမီးသူမသိအောင်နေရမယ်နော်ကြားလားအဲ့ဒါအရေးကြီးတယ် ကျွန်တော်လောက်ချင်တဲ့ကိစ္စကိုဘယ်လိုပြောတည်လဲ လူတဲ့လူချင်းဆောင်တယ်ကွာမင်းကမပြောဝိမယ်လေငါမှမျက်စိနဲ့နားရရှိတယ်မင်းကငါအတွက်တူဦးဒီသောတွေ့တာရင်ချာဆိုတော့မင်းကြောင့်ငါအမြဲတမ်းနားဆွထားတာဒီစမောင်ကတို့မင်းကိုဘယ်လိုကောင်းမျိုးအသေးသားတက်ချင်နေရတယ်ပြောစမ်းမအောင် ကျွန်တော်စိတ်ထဲမှာရှိရတဲ့အမှန်တိုင်းပြောမှာပေါ့ဖေဖေရဲ့မွေးစားသမီးအဲဒီကောင်မလေးတတ်တယ်လို့ထင်တယ် အေးဖြစ်နေတာမဟုတ်ဘူးဖြစ်ဖို့ဖြစ်ရမှာဖြစ်ဖို့ဖြစ်မှာဟာသိကြတာပေါ့ဘာမျိုးဘိုးတူပဲသူ့ဘေဦးမျိုးခင်းဆိုတဲ့လူကလည်းပြုံးမျိုးလေးနဲ့အင်တမရက်ဆက်ကောက်ကျစ်တယ်ဆိုတော့ငါသိဆုံးဖြစ်နေတယ်ပြောဒီတိုင်းမဲ့ခက်တာကလူတယောက်ရဲ့အကြောင်းကိုသိချမသိရွေးနဲ့ရမ်းပြီးတော့မဆုံးဖြတ်သေးဘူးအဲ့တော့မင်းဘက်ကသူတို့လူရက်တွေတည်တယ်ဆိုတဲ့အကြောင်းကိုသိမိစေတယ်ဒါဆိုသူတို့ဘက်ကဘုတ်တည်ရေးလာမယ်အဲ့ဒီခါကျတော့မှသူတို့ရဲ့လူရက်တွေကိုပြီးပြီးရှိရှိနဲ့ငါတို့ဘက်ကအပိုင်ဖမ်းနေအောင်ကြိုးစားမှာဒါလည်း ဟုတ်ကိုပြောတော့ကျွန်တော်လက်ကမှာ အေးပါကွာဘာပဲဖြစ်ဖြစ်ပါလောကကြီးထဲမှာကြီးကြီးမမင်းနဲ့ငါနဲ့တူညီတယ်ရှိတယ်မလားဟိုအဲ့တော့မင်းတော့လည်းစတဲ့မြတ်စင်တော့ ဟုတ်ကဲ့ပါဘူး ခွေးသားခေါင်းမတော့စားလို့ပြဟိုတကောင်နဲ့ပြန်မရှင်းနိုင်နောက်တကောင်ကလည်းအိမ်နမ်းပေါဝင်ကြီးမှာလာပြီးလှုပ်ရတယ်မင်းတို့စောက်သုံးကြပြီမြန်ငါ့ဘက်မှာကန်တရားရှိလို့တော့သေးတယ်ဘရူနီယောတယောက်ကိုတယောက်တန်တရားရှိနေတာကွာငါတို့ပြီးတော့ စိတ်ချပါအစီယာဟိုနောက်တစ်ချိန်အဲ့လိုမဖြစ်စေရပါဘူးနောက်တစ်ခါကျရင်အာစီရဲ့အတူကျွန်တော်ကိုယ်တိုင်ရှင်းပေးပါမယ် တည်သွားပြီရောကျိတ်တင်နေမှာကျိတ်တယ်လို့ရှင်းလို့ပြောတယ်နားလဲလား အာစီကျွန်တော်တာဝန်ယူရတဲ့အိမ်မျိုးခင်အောင် အဲ့ဒီကောင်မလေးကငါနဲ့တူနေရတယ်အဲ့တော့အိမ်နာပတ်ဝန်းကျင်ကိုမျက်စောင်းအောင်ကြောင်းလို့မထိုးနဲ့အဲ့ဒါမှသဘောပေါက်လား ဒါဆိုကျွန်တော်တာဝန်ကပိုခက်နေပြီပေါ့ဗျာ ပူလုံးလို့သေးတယ်ကွာဟာမင်းပြန်ကြလို့ရှိရင်ကောင်မလေးကသူ့ပြေလွဲဆိုတော့ဘိုးကပရာဂိတကြောင်းပါဒီဘွားလူနော်အဲ့ဒီတော့ဘကိုးနဲ့ရန်ကုန်ကြားမှာရက်ခဆိုတဲ့ကောင်ကဘလို့ပြီးပြီးရှိတည်တည်တတ်လုံးနိုင်မလဲဆိုတာစောင့်ကြည့်
ဘယ်လိုဖြစ်လဲဘာကူကြီးရမလဲ အဲ့လိုကျမလည်း ကြောက်စရာ ရှင်ကူညီပါ ဒီကစီးတဲ့ဒီဖက်ဖက်ကိုဒီထားလိုက်တော့